များလာပို့တယ်။ပိုးလို့ကြောင်ရတယ်အဲ့လိုပြေးတာဟာ။တွေ့ဟိုကခေါ်ပြီးသူ့ကိုခေါ်ပြီးတော့ပြေး။ဘွားလည်းသူကသားလေးတယောက်ပဲကြီးအငယ်လေးပဲ။အဲ့ငယ်သေးလေးကလှုပ်ကြည့်။စာဝန်နေကျမ်းမာရေးပေါ့။စာဝန်နေကျမ်းမာရေးပေါ့။စာဝန်နေကျမ်းမာနေရတာ။အဲ့ပေါ်လည်းလူရှင်ရှိလို့ရှိရင်သူတို့ဥစားပေးပြီးတော့ထားပြီးခေါ်ပြီးတော့ပြရတာ။သူလည်းမေးတယ်။အရေးပေးတော့လည်းပဲဘုံသူတို့ပဲအဓိကထားပြီးတော့ဆေးဖို့မှစ။ဒီရွာမှာအခက်အခဲအဖြစ်ဆုံးအခက်အခဲအဖြစ်ဆုံးဒီပြားတွေကိုလာနေရတာဒီပြားတွေပြားသုံးတွေကိုလာနေရတာဒီဟိုရှိရဓမ္မယုံနဲ့ရှိရဓမ္မယုံနဲ့မှာလားကျောင်းကပဲတော့ဆွန်ပြဲလူတယ်ကျောင်းကပဲဆွန်ကြွေးပြီးတော့လူရှင်လိုင်းလည်းပဲသူတို့ခေါ်ပြီးတော့လူပေးရတော့တခါအဓိကထားပြီးတော့ပေါ့တောနောက်ပိုင်းလည်းမပေါ့လေဒီတိုင်းပဲရက်တည်နေရတာဆိုတော့အများဟိုသူရတန်းတဲ့အားနဲ့ဟိုလာပြီးတော့နေရတဲ့အားလေးဟိုအာဟာရပြည့်တယ်လို့လည်းမဟုတ်ဘူး။အားပြည့်စားပြည့်အောင်လို့ပဲပေါ့။အဲဒီဘောမျိုးဟိုတမင်ကြီးကတော့အာဟာရအားပြည့်စားဆိုတာတော့မဖြစ်နိုင်ဘူး။ဒီဘွားကြီးရက်တယ်လေ။အားတင်တာနော်ကွာနော်။နေစားကွာ။ဆက်နေပြီ။လုံးမနိုင်နေလုံးမလုံးနိုင်ရက်နေတာ။အိမ်ငါးပြီးတော့လည်းနေရတယ်။အဲဒီဘွားကြတော့လည်းအဲဒီမဲ့ဘွားရက်တည်မှုခက်ခဲတာပေါ့။ကျမ်းမာရေးဆေးဖို့မှစား။ဘောလုံးရေးပေးတော့လည်းကျမ်းမာရေးဆေးဖို့မှစား။သူလူရှင်လိုင်းသူ့ကိုပေါ်ပြီးတော့ကိုယ်တိုင်ကိုကြလူခံလိုက်ကိုယ်တိုင်ကိုကြလူခံသူ့ခက်ခကြမှသူကိုသိတာဆိုတာလေအဲ့လိုပေါ့ဆန်စီမစားဘုံတော့အဲ့တုန်းကလည်းလေဆန်စီမစားအဲ့ဒါကတော့လို့ကြဝေးရနေတာပြီးတော့လူရှင်ကအခုတော့ထားလိုက်ပေါ့ဒါလည်းသူပြရအဲ့ဒါနောက်ပါဆုံးစီကပတ်စံဆက်နောက်ပါဆုံးချိုးထွက်တော့ဘာတော့မသူ့လေးပေးလိုက်အောင်သူ့လေးပေးလိုက်အောင်ဒါခုနှစ်သားသမီးတွေလူတာပေါ့နော်ဒါဘုဒ္ဓလူခိုင်းလိုက်တာလေဟိုဗာလဲဟုတ်လဲစုပေးလိုက်စုတောင်းပေးပါအောင်ကျမ်းပါပါစေချမ်းသာပါဘာပြရမှာဖြစ်တယ်ပုံများပါဒီနိုင်တိုင်းမှာဒီတဲ့လည်းမဟုတ်ဘူးဘာအားတင်တာနော်ဘောတော်မော်တဲ့နာမည်တော်မော်ကျေအာရဖြစ်အောင်လေးတစ်ခုစားမယ်နော်ဟုတ်ကဲ့အာရပြည့်မြတ်ရွှေပြည်သာရက်ွက်ရမဲတဲ့မြို့တော်မော်ရွှေပြည်သာရက်ွက်ရမဲတဲ့မြို့ဟိုလူရှင်လေးပဲလိမ့်စာတည်အောင်ပေါ့နော်ဟိုတကမရအားကြောင့်ဝါတို့နာမည်ပြီးဝါတို့နာမည်ဒေါခင်ဖြူဝါတို့လည်းရက်ွက်ဝါတို့လည်းရက်တန်တဲ့ရင်ပေးတဲ့တကမကြီးတွေကိုလာရောက်ပြီးတော့ဘောပြေးဆွဲအာရဒါနာလေးစားသုံးရတဲ့အိမ်လေးတွေပြည်ပြီးတဲ့အတွက်အခုလိုလူတန်းပေးတဲ့အတွက်ကြောင့်ဒီတကမကြီးတွေကိုစားလူရှင်တွေကိုလည်းပဲကျန်းကျန်းမာမာချမ်းချမ်းသာသာဖြင့်ခန္ဓာကိုယ်ကျန်းကျန်းမာမာစိတ်ချမ်းသာသာနိုင်တတ်နိုင်ပါစေခုနှစ်သားသမီးအများကျိုးတဲ့ပိုးရဆောင်နိုင်ပါစေဟုတ်လားပါနော်ဟုတ်မှန်တယ်ဗာလေးပူတို့နဲ့ခုနှစ်သားသမီးတွေအားလုံးလည်းပဲဒီလိုမဲတဲ့မျိုးရင်ဘေးတင်ကာလ၌ဘုံတို့ဘုံတော်ကြီးကျောင်းတွေရောဆရာတော်တွေရောကျောင်းပြပြပြစီတာတွေပြုပြင်ဖို့ရောဟလာစင်းရဲနံပါတ်ချိုးတဲ့သူတွေရောအခုလာလာရောက်ဆက်ကလူတန်းတဲ့အတွက်ကြောင့်ဒါလေးပူတို့နဲ့ခုနှစ်သားသမီးလူရှင်မိသားစုတွေအားလုံးခန္ဓာကိုယ်ချမ်းချမ်းမာမာစိတ်ချမ်းချမ်းသာသာဖြင့်သာသနာပြုနိုင်ကြပါစေအများကျိုးကိုလည်းပဲစတဲ့တို့တည်ပိုးရွက်ဆောင်နိုင်ပါစေအခုကဲ့သို့ခုနှစ်သားသမီးတွေရဲ့အကျိုးကိုလည်းပဲတည်ပိုးရွက်ဆောင်နိုင်ပါစေငရင်ဘေးဒေသပြည်သူများကိုလည်းပဲစတဲ့တို့တူရန်နိုင်ပါစေလို့ဘုံဘုံတို့ကလည်းမလို့ပြပြလေးတွေစီလေးတွေမုံလေးတွေဝယ်ထားစေလုံးကတကယ်အခက်ခဲဖြစ်တာပဲနော်တောက်စီစေလုံးလေးတွေရောဟိုကတကယ်အခက်ခဲဖြစ်တာဟုတ်တယ်ကျောင်းတော်ကတော့လုံးလုံးပြတ်ထားလိုက်တော့အနေအခက်ဖြစ်တယ်ဒီအားကြောင့်ပေါ့ပြီးဒီကလည်းနည်းနည်းကြည့်ဒီပါနဲ့ဒီကောင်းကြီးတရားပုံကလေး RC ကိုလေပြကြဖို့လည်းရှိတယ်ဟုတ်ကဲ့ပြကြနိုင်ဖြစ်တော့မယ်ပြကြဒီဘက်ဒီလိုတင်တာတော့ခေါ်ရနော်ဘယ်ချမ်းလဲဒီပြီးကိုကျောင်းကတော့ကျောင်းကြီးမှပြိုသွားတာကိုကောင်းမွန်ညွန်တဲ့ကျောင်းကလေကျောင်းကြီးမှပြိုသွားတယ်